မင်္ဂလာပါရှင်ခင်ကစ်ချင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဈေးသွားရင်းနဲ့ဝက်ကောင်းသားတွေ့လို့ဝယ်လာခဲ့ပါတယ်ရှင်ဝက်ကောင်းသားကိုဟင်းလဲချက်မဲ့တုပ်လဲတုပ်ဘယ်လိုချက်ပြုတ်ပြင်ဆင်မလဲဆိုတာကိုအဆုံးထိတူတူလိုက်ကြည့်လိုက်ကြရအောင်နော်ဝက်ကောင်းသားချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့အရင်ဆုံးဝက်ကောင်းသားပြုတ်ဖို့အတွက်တစ်ချပိုးကောင်နနက်ပွင့်လေးညင်ငေုံကောင်းစေးလိုပဲဖြစ်ပါတယ်ရှင်ဟင်းချက်ဖို့အတွက်ကျွတ်သွန်နီကျွတ်သွန်ဖြူဂျင်းငပိစိမ့်စားနဲ့ရှမ်းနံနံလိုပဲဖြစ်ပါတယ်ရှင်ဝက်ကောင်းတုပ်ဖို့အတွက်ကော်ပီတိုကျွတ်သွန်နီတံမြာတီနနံမင်းငရုတ်သီးစိမ့်ရှောက်ရွယ်မကြီးတီပဲကျန်းမုတ်တို့ပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဝက်ကောင်းသားဆေးပါမယ်ရှင်ဝက်ကောင်းသားဆေးရမှာစားနဲ့ရှက်လက်ကာရီကိုအသုံးပြုပါမယ်ရှင်စားနဲ့ရှက်လက်ကာရီကဝက်ကောင်းသားရဲ့အနံ့သက်နဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပါတယ်ရှင်ဝက်ကောင်းပြုတ်ဖို့အတွက်ရင်းနှီးဖို့ဝက်ဆိုတဲ့ကိုတီစင်ထားတဲ့အမွှေးနဲ့သားရည်နဲ့ဝက်ကောင်းကိုထည့်ပြုတ်လိုက်ပါမယ်ရှင်။အနံ့လေးမွှေးတက်လာတဲ့အခါဝက်ကောင်းလေးထည့်ပြုတ်လိုက်ပါမယ်ရှင်။ဝက်ကောင်းထည့်ပြီးတာနဲ့စားရတာမဟုတ်ထည့်လိုက်ပါမယ်ရှင်။ဝက်သားလေးမှုပြီဆိုတော့စီတက်ဖို့အတွက်ပြင်ဆင်လိုက်ပါမယ်ရှင်။ငရုတ်ကြီးစီတက်ဖို့အတွက်ငရုတ်ကြီးကြောက်လေးယူလိုက်ပါမယ်ရှင်ဝက်သားပြုတ်ပြီးသွားပြီဆိုတော့ဟင်းချက်ဖို့နဲ့အတုပ်တုပ်ဖို့အတွက်အီးလိုက်ပါတော့မယ်ရှင်ဝက်ကောင်းသားခင်းရလေခင်းကြိုက်ဆုံးတယ်အရင်စားလို့လည်းကောင်းတယ်ကောလာဂျင်လည်းရတယ်ကောလာဂျင်ကတောက်ချင်မလို့ဝက်ကောင်းသားစားလိုက်တာနဲ့သူကကောလာဂျင်ကိုတောက်ဆိုတော့ဘာဝကောလာဂျင်ရတယ်ဆေးတွေပါတော့ထုတ်ထုတ်လည်းတောက်ချင်မလို့လေဒါမှမဟုတ်အရင်ချက်စားတယ်ဝက်ကောင်းသားတွေအားလုံးဖြည့်ပြီးသွားပြီဆိုတော့ဟင်းချက်ဖို့အတွက်ပြင်ဆင်လိုက်ပါအောင်မယ်ရှင်စီလိုက်ပူလာပြီဆိုတော့ဟင်းစားချက်ဖို့အတွက်စီတက်လိုက်ပါအောင်မယ်ရှင်မြုပ်ကြီးစီတက်တာလည်းအနက်လေးမွေးလာပြီဆိုတော့ဝက်ကောင်းသားလေးထည့်လိုက်ပါမယ်ရှင်စီပြန်ပြီဆိုတော့ရှမ်းနံနံလေးအုပ်ပြီးစားလို့ရပါမယ်ရှင်ဟင်းလေးချက်ပြီဆိုတော့စားဖို့အတွက်ပြင်ဆင်လိုက်ပါအောင်မယ်ရှင်ပြီးရင်အတုပ်တုပ်ဖို့အတွက်တစ်ခါလေးပြင်ဆင်ပါမယ်ရှင်
ဝါကောင်းတုပ်ဖို့အတွက်အသီးရွက်တွေအားလုံးကိုလိချုပ်ပြင်ဆင်လိုက်ပါမယ်ရှင် ကဲအခုတော့ဝကောင်းတို့တုပ်ကိုအားလုံးပြင်ဆင်ပြီးတော့ပြီဆိုတော့စတုပ်လိုက်ပါမယ်ရှင်ရတာရှိလာတယ်ဝကောင်းတုပ်လေးရပါပြီရှင်ဒီနေ့မှာဝကောင်းတိုင်းနဲ့ဝကောင်းတုပ်ချက်လုပ်ပြီးသွားပြီဆိုတော့နောက်ရက်တွေမှာလွယ်ကူရိုးရှင်းတဲ့ဟင်းရများနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်